မက်ဆီကိုဝေဖန်တဲ့သူတွေအခုဘယ်ရောက်ကုန်ကြပြီလဲရိုနယ်ဒိုကဆော်ရီဘီမှာဂိုးတွေသွင်းနေတဲ့အချိန်မှာတချို့မီဒီယာတွေကမက်ဆီကိုခြေစွမ်းမပြသနိုင်လို့ဆိုပြီးဝေဖန်ကြပါတယ်ဒါပေမဲ့မက်ဆီကတော့မက်ဆီပါပဲအချိန်တန်းနဘိန်ကန်လိမ့်မယ်ဆိုတဲ့ဆိုရိုစကားကမက်ဆီတွက်လာလို့တောင်ထင်ရပါတယ်အခုလေသမိုင်းသည့်ရဲ့တကားကိုဖွင့်လှစ်ဖို့အစဉ်သင့်ဖြစ်နေခဲ့ပါပြီဘောလုံးလောကမှာကဏ္ဍရည်အတွက်တွေကအတော်ကိုရေးပါပါတယ်ဇာသမားတွေဟာလည်းအဲ့ဒီနံပါတ်တွေကိုပိုင်ဆိုင်နိုင်ဖို့ချိုးပြနိုင်ဖို့အတွက်အသေးအတန်သူ့ထက်ငါကြိုးစားကြပါတယ်အခုလေ900ဆိုတာတော်ရုံလူဘလုံးမှလိုက်မမီနိုင်မဲ့အရေးအတွက်စံချိန်တစ်ခုပါဒီ900ဆိုတာကျွန်တော်တို့ရဲ့ပါဇက်ထဲမှာသာအလွယ်တကူပြောဆိုနေကြပေမဲ့လက်တွေ့မှာတော့အတော်ကိုခက်ခဲတဲ့စံချိန်တစ်ခုပါကစားသမားများစုကအသက်20ရွယ်မှာပရိုကစားသမားဘဝကိုစတင်ကြကအသက်30ကျော်လာရင်တော့ကစားသမားဘဝနေဝင်ချိန်နဲ့နီးကပ်လာပြီးတော့ခြေစွမ်းတွေကြားလာတတ်တာသဘာဝပါပရိုကစားသမားဖြစ်15နှစ်လောက်သာကစားဖို့ဖြစ်နိုင်ပါတယ်အကယ်၍15နှစ်လောက်သာကစားမယ်ဆို900ပြေးဖို့ဆိုရင်တရားဒီကိုပြန်ပြသွင်းကို60အထိသွင်းယူရပါမယ်ဘောလုံးဆိုတာကလည်းမကြာခဏဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်ရတတ်တဲ့အားကစားပါဒဏ်ရာပြဿနာကင်းကင်းနဲ့တရားဒီ60လောက်သွင်းယူနိုင်မှသာဒီ900ဆိုတဲ့စံချိန်ကြီးကိုလိုက်မိနိုင်မှာဖြစ်တဲ့အတွက်အတော့ကိုခက်ခဲလာပါတယ်အဲ့ဒီခက်ခဲလာပါတယ်ဆိုတဲ့စံချိန်ကိုချိုးပြနိုင်ခဲ့တဲ့သူကတော့ CR7 တယောက်သာရှိပါသေးတယ်ဒါပေမဲ့ကိုကြီးလီယိုကလည်းအဲ့ဒီ900ဆိုတဲ့စံချိန်ကိုပြည့်မီဖို့ရဲ့လက်တကန်းလိုကိုရောက်ရှိလာပါပြီရိုနယ်ဒိုက2024ခုနှစ်စက်တင်ဘာလမှာပွဲပေါင်း1238ပွဲတိတိကစားကအသက်42နှစ်အရွယ်မှာပထမဦးဆုံးသွင်းကို900ဆိုတဲ့စံချိန်ကိုချိုးပြနိုင်ခဲ့ပါတယ်ဒါပေမဲ့လီယိုမက်ဆီကတော့ရိုနယ်ဒိုရဲ့အသက်အရွယ်ရ2နှစ်လောက်ငယ်သလိုအရင်လိုမော်ဆန်တဲ့ခြေစွမ်းတွေကလည်းကြန့်ရှိနေပါသေးတယ်ရိုနယ်ဒိုရဲ့လေပွဲပေါင်း150လောက်ရှော့ကစားထားပါသေးတယ်လီယိုဟာအခုလက်ရှိသွင်းကိုပေါင်း896ဂိုးထိသွင်းယူထားက900ပြေးဖို့4ဂိုးသာလိုပါတော့တယ်အခုလက်ရှိ2025ခုနှစ်မှာတော့ကစားရမယ့်ပွဲစဉ်တွေမကြန့်ရှိတော့ပေမဲ့2026ခုနှစ်ဖေဖော်ဝါရီလမှာပြန်လည်ကျင်းပမဲ့မေဂျာလိရဲ့ယာတီသစ်မှာကြန့်ရှိနေတဲ့4ဂိုးကိုဘယ်နှပွဲအသွင်သွင်းယူကစံချိန်ကိုပြသွားမလဲဆိုတာကတော့ကျွန်တော်တို့စိတ်ဝင်စားနေစောင့်ကြည့်ရပါမယ်